နဲ့ကျမတို့လိုင်းဝနာမပိုင်အရန်ရင်တောင်လောက်တာယောက်ျားနဲ့ကြိုက်ခဲတော့တောင်ပါသမီးစားဘွားအဲ့လောက်ရင်ခုံရင်တုံလားမသိဘူးပြုံးမယ်လိုင်းတစ်ဖွင့်တာလိုင်းတစ်ကပစ္စည်းရေးကြီးလို့တဲ့လူ28ယောက်လို့ပေးရမယ်ဆိုတော့နာမည်စင်းဖတ်ပြမယ်ပေါ့နော်အဲ့နာမည်စင်းထဲမှာပါတဲ့လူသွားရမယ်မပါတဲ့လူမသွားရဘူးဆိုတော့ကိုကပါတော့မှအရန်ကြောက်တာပါတော့မှအရန်ကြောက်တာဆိုတော့ကိုကပစ္စည်းအစ်စ်တွေကိုမလုပ်ဘူးတဲ့ပစ္စည်းလုပ်လို့အစင်မပြေမှလဲစိုးတယ်နောက်ပြီးသူများလိုင်းသွားရမှာဆိုတော့ကိုကလူတစ်ပေါင်းရမှာလည်းအရန်ကြောက်တယ်အဲ့ဒါကြောင့်မလို့ကိုကဒီဆက်ယုံမှာအစင်ပြေလို့ရှင်မြန်မာပြည်ပြန်မယ်ဒီဆက်ယုံမှာပဲလုပ်မယ်ဆိုတော့အတန်ထိတ်ထန်ချပြီးတော့နောက်ပြီးဒီ line ဝနာဒီတငယ်ချင်းတွေနဲ့ပဲအမြဲတမ်းကြီးအတူတူလောက်ရမယ်လို့ကိုယ်စိတ်ထဲမှာအဲ့လိုမျိုးတွေးကြတာမထင်မှတ်ဘဲနဲ့အဲ့လိုမျိုးဖြစ်လာတော့နည်းနည်းရင်းထဲမှာလည်းအရန်စိုးရင်စိတ်တွေလည်းပါပေါ့အဲ့လိုမျိုးဆိုတော့နဲ့စိုးကောင်းမိကောင်းနာမည်စင်း20ရှာတွေမှာမပါဘူးကိုရီးယား line ထဲမှာကြံနေခဲ့ဒါပေမဲ့ line ထဲမှာကြံနေခဲ့တဲ့လူတွေကတဲ့တစ်ပြည့် line အောင်ပို့မှာဟိုတယောက်ဒီတယောက်ပို့မှာလဲဆိုဟုတ်လားအဲ့လိုလားလို့ဒီနာမည်စင်းကိုဘယ်သူလောက်တာအောင်လို့ပြဘယ်လိုလောက်အောင်နဲ့ဒို့ဝနာမပိုက်လောက်တာဆိုဟုတ်လားရင်းရုံပဲအဲ့ဒါနဲ့ဆိုကောင်းမိကောင်းပဲလူ3ယောက်လိုရဲဆိုတော့မရွှေကိုင်းလို့တဲ့လိုက်တော့ဆို3ယောက်ပါတော့ခင်ကြီးကျဲရေလောက်ပေါင်းငါလက်ဖျားတွေအေးနေငါအလုတ်ကအဆင်ပြေမလားမသိဘူးငါပြစ်မထားနဲ့တော့ဆိုမာကြီးကလည်းပြစ်မထားနဲ့ပြောအောင်နဲ့အတူတူလှုပ်ရှင်မှလှုပ်ရမှာလေဘယ်လိုလှုပ်မအောင်လဲဆိုပြောတဲ့အတိုင်းပဲတောင်တယောက်မြောက်တယောက်ရောက်သွားဘဲရောက်သွားမှမသိကြည့်လို့လည်းမမြင်ဒါမှကိုရောက်သွားတဲ့ line မှာက line ဝနာလေးကလည်းဘာမှမပြောဘူးနောက်ပြီးတော့ line နဲ့ကလေးတွေကလည်းဖော်ဖော်ရွေပါပဲရောက်သွားတော့ကြာတော့စကားကြီးပြောပေးတယ်အဲ့ဒါပြီးတော့လောက်ရတဲ့အလုပ်ကလည်းအဆင်ပြေရယ်ကွယ်အဲ့နေ့တနေ့ပြီးသွားပြန်နောက်နေ့လည်းကြာရောနောက်နေ့ကြာရင်လည်းဘယ်ဟုတ်ပုံမသိဘူးတဒိန်လေးအလုပ်ကိုလာရအလုပ်ထဲလည်းရောက်ရောကို line ထဲမှာပဲလောက်ရမယ်ဆိုတော့တခါစေပြေသွားပြန်ရောနေ့လည်းကြာရင်တော့ဒီပြင် line တွေပို့တယ်ဆိုတခါထိတ်ပြန်ပြီးတဒိန်နဲ့ကျမဒီနေ့တနေ့တော့ပြီးတော့ပြန်အဆင်ပြေနောက်နေ့ဘယ်လိုက်ရောက်ဖို့တော့မသိဘူးဝနတော်တော်ရင်တော်အောင်လုပ်တယ်နော်တာကိုရင်းနေတော့နဲ့လူသက်ပေါင်းရမှာပစ္စည်းပုံမလုပ်ဘူးတဲ့ပစ္စည်းလောက်ရမှာအဲ့လိုမျိုးတွေးပြီးအရန်ကြောက်တာအဲ့လိုကိုသွားတယ်တထိတ်နဲ့